hello အမနဲ့အမဆိုတာတော့ရှိပြီးသားမလို့အမရှိဆိုရှိပြီးသားအမနဲ့အမဆိုကိုပြုတ်ပြဖို့တော့လိုတာပေါ့ကောရမပြောထားတဲ့အဲ့ဒီကြားစားမှာဖះဆိုတော့မိဘတဲ့နေလို့မိဘကဖះပါတဲ့ငါကတရားရှင်သူပြောလေသူကအလူဓာတ်တွေတည်ပြီးတရားရှင်ပေါ့အဲ့ဒါတော့ယုတ်ကြည်သူမှာစေမကခွဲဖို့လိုတယ်အဲ့ဒီအမနဲ့အမကရှိပြီးသားရှိလာပြီးသားအကောက်ဆိုရှိလာပြီးသားကျွန်တော်လူဓာတ်တွေကမကောက်တာပဲရှိရလေလူမြတ်တွေကရေကနောက်လောက်တာလေရေကနောက်လောက်ထားတာဆိုနောက်တော့ပေါ့တာပဲခွဲထားမှထားကြည့်ဘာမှမလုပ်နဲ့ရေကြည့်မယ်အဲ့လိုပုံစားပဲလေဘာဖြစ်လဲဆိုတော့ဂေါရမပြောထားတာဒီဖះနောက်လိုက်ချင်တရားအထုတ်30ပုံနဲ့လုံမြောက်မယ်တရားအထုတ်နိုင်လို့ရှိရင်နှိပ်ပါရောက်တော့ပေါ့သူပြောချင်တာကတကယ်လို့မတရားမထုတ်ရင်ဒီ30ပုံထဲမှာပဲတရားလဲမလဲတရားလဲမယ်ဘာလို့ပြောမယ်ဆိုရင်သူပြောလက်ချဆန်ထဲမှာတော့အဲ့လိုပဲကိုရောပြောတဲ့ကြမ်းတိုက်တော့လိလာတော့ကောက်ပါတယ်နောက်တဆူတခေရှုခရစ်ကနလာပါရှိတယ်သူရဲ့ကြမ်းမှာတော့ဖတ်ရတယ်ဗောနော်အဲ့ဒါအနေအေဝါနဲ့ဖတ်တီးပြီးတော့ကျွန်တော်တို့လူသားဖြစ်လာခဲ့တာအဲ့စာထဲမှာလို့ဖတ်ရတယ်လာပဲယေရှုယုံလို့ရှိရင်ယေရှုနောက်သွားမယ်မယုံလို့ရှိရင်ငရဲထဲသွားမယ်ကြားမယ်လို့ဖတ်ရတယ်အဲ့ဒါတော့ယုံကြည်သူမှမတည်တယ်ဘရမကမကုန်ဘူးလို့လူသားတွေကဘယ်တော့မှမပြီးဆုံးနိုင်ဘူးတဲ့ဝိညာဉ်လို့တရားအထုတ်လို့ရှိရင်နိဗ္ဗာန်ရောက်တယ်ဆိုတော့ဘုရားစီရောက်တယ်တရားမှာထုတ်ဒီတရားထဲမှာပဲလဲမယ်အဲ့ဒီတခင်ရှုခရစ်ကပြောထားတဲ့ကြားမှာယေရှုယုံမှယေရှုနောက်လိုက်မယ်မယုံမှငရဲထဲတွားမယ်ပြီးမိလောက်ကိုပြောမရှိတော့ဘူးတခြားမှာလည်းအကုန်လုံးမှာပါတယ်ဒီတခြားဘာသာမနော်မွတ်စလင်ဟိန္ဒူတို့ခြားဘာသာမျိုးပဲသူတို့ဟာရအတိတ်ပဲတော့ကျွန်တော်လေ့လာလို့တော့မမီဘူးလေဘာဖြစ်လဲဆိုတော့သူတို့ဟာနဲ့သူတို့အကောင်းပေါ့နော်သူတို့ဟာမကောင်းဘူးတော့ပြောလို့မရဘူးသူတို့ဟာနဲ့သူတို့အကောင်းပဲဖျားလောက်ထခဲ့တဲ့အရာကျွန်တော်မမြင်နိုင်ဘူးလေတစ်ချိန်တော့ကကျွန်တော်မွေးလာခဲ့တယ်လည်းနည်း20နှစ်30လောက်တော့အိုးပပေါက်ခဲ့တဲ့ဖျားရှီယာကအနည်း2000ကျော်ပြီဆိုတော့ဘယ်လိုမြင်မလဲအခုမြင်ပွားနေကြတဲ့ကျွန်တော်တို့ယုတ်ကြည်သူတွေသူဟာမမဘူးသူဟာငါမှလည်းသူဟာမမဘူးဆိုတဲ့ဟာတွေပေါ့နော်အကုန်လုံးတော့ဒီဖျားလောက်ထတဲ့အရာတော့အကုန်လုံးကောက်ပါတယ်လို့ပဲမြင်တယ်ကျွန်တော်တရားနေနေတော့ဒါပေမဲ့ယုတ်ကြည်သူကသူ့ဘာသာသူရွေးချယ်ရမယ်ကိုကရွေးချယ်ထားတာကောရမစိတ်ထဲမှာတော့ကောရမအဲ့ဒါပဲဒါပေမဲ့ကျွန်တော်စိတ်ကိုလာဆက်ထုတ်ဟိုဘာသာတော့ထက်ဟိုဒီဘာသာထက်လုံးမရပါဘူးကျွန်တော်စိတ်ကဒီကိုလို့ရထဲမှာရှိတယ်ဆိုတော့သူများဟာလည်းမပုတ်ခနဲ့ပြောချင်ပါတယ်ကျွန်တော်ကတော့သူများဟာမပုတ်ခဘူးကျွန်တော်ရဲ့စိတ်ကဘယ်သူမှယူထုတ်လို့လည်းမရတဲ့နေရာနော်ယူထုတ်ပြီဆိုကျွန်တော်အသက်မရှိတော့ဘူးပြီးဆုံးပါပြီကျွန်တော်ဝိညာဉ်ကနောက်ဘောမှာတတိတာဖြစ်မလားဆေးရတာဖြစ်မလားအဲ့ဒါပဲကျွန်တော်တယ်ကိုကမိဘနဲ့ခွဲခွာခဲ့တာလဲအဖေစိုးသွားပြီးတဲ့နောက်အသက်ဆက်တဲ့နေ့ရွယ်မှာနေဆေးသွားပြီးတော့တော်ထဲရောက်တော့ပါတယ်
ဒီကျွန်တော်မြန်မာမှာနေတဲ့အချိန်မှာနော်ဦးနေဝေးအနိုင်ယူပြီးတော့ကျွန်တော်ပြည်သူတွေအားလုံးအနိုင်ကြည့်ပြီးတော့အုပ်ချုပ်လာခဲ့တာစာဝန်ကြီးရောနေထိုင်ပညာကြီးရောကလို့ပျက်စီးကုန်တာအဲ့ဒါကျွန်တော်လည်းဒီစီဘီလူတွေအုပ်ချုပ်တဲ့အမှမနေချလို့ထွက်သွားလိုက်တာနိုင်ငံချမ်းထိုင်းမလီတို့ဘောအဲ့လိုထွက်သွားရလို့ရှာစားကြတာဒါပေမဲ့အမေကလိုက်ကောမပဲချိန်ခဲ့တော့ကျွန်တော်လည်းတွားပြီးတော့အစီပြေးကြိုက်ပြန်လာမယ်လို့မှတ်ထားတာဒါပေမဲ့အစီလည်းမပြေဘူးအလောက်ကရလိုက်စားနဲ့မပြတ်ခဲ့တာဒါပေမဲ့ဒီ2021အနာသေးတဲ့ဘီလူမျိုးလိုက်ပေါ့ပြောမစို့အစီပြေးတာဒီလိုက်ကောမတီကြီးကျယ်လီနဲ့ချားလည်းနဲ့မရှိတဲ့ပီတူတို့လီနဲ့လည်းတိုက်တာအဲ့တော့ကျွန်တော်မိလဲအဲ့လိုနေရာမျိုးမထပ်တည်ဘူးဆိုပြီးမှကိုကစီပြီးတော့ထိုင်းဖက်မှာပို့လိုက်တော့နော်လိုက်ကောရဲ့လေစိတ်ဝင်ပြီနော်လိုက်ကောမှာငါတူမလေးလိုက်ပို့ပြီးလေစိတ်မလေးလေစိတ်မလေးပို့တော့ရန်ကုန်တက်တော့ရေချိုးပြီးတော့သမင်းဖားနေမီလေးနဲ့နောက်ဆုံးသမင်းဝိုင်းစားကြတော့အဲ့တော့နောက်ရက်မှာထိုင်းဖက်လာလိုက်တာလိုက်ကောမှာစဖြစ်တော့ဒီလိုက်ကောမှာစဖြစ်တော့လူထုတွေကကဲဘီတေဖမပြေးလို့လည်းပြေးတော်တယ်ပြေးရလည်းပြေးအဲ့တော့အမေကထိုင်နေပဲစပုတ်နဲ့လီရန်ကိုပို့ပြီးတော့အဲ့ဒါလာခိုင်းလိုက်တယ်ရတူပါလေးဒီတူလေးတော့ပို့တော့အမေတော့ထိုင်ရပြီတူမလေးတွေတွတ်ကြပြီးပြောတော့ပါနဲ့တူမလေးတွေနဲ့ထိုင်မှာပဲအေးစီရောပါမြကရမေးပြေနာได้มาขับลอยๆนะကိုလည်းနောက်နေပါလေလို့ဆိုတော့သူစာအုပ်နေရတဲ့ရှာပြရတော့ဗောအဲ့လိုပါပဲမိဘကျေးဇူးစမယ်ဆိုတာတည်တဲ့အထိတည်းပဲစကုန်နိုင်ဘူးနော်ဒီကျွန်တော်မိဘအသက်ရှင်နေတဲ့အချိန်မှာပဲသူစားဖို့တွဲလာသူနေထိုင်လာဆရဆိုကျွန်တော်မှာတော့ရှိတယ်ကိုတည်တဲ့အထိမှကျေးဇူးပြဆက်လို့တော့ဘယ်တော့မှမကုန်ဘူးမိဘဒီတချို့တွေကဘယ်နေမှာရလို့ဆိုလို့လည်းကျွန်တော်လည်းမသိဘူးနော်ကျွန်တော်ကမိဘမရှိရင်ကျွန်တော်ဒီလောကမှာတက်ရှိပါမလားလူတော့ဖြစ်ပါမလားဆိုတာဒီဂိုရမချာမှာပဲလေးလာပြီးတော့တည်ရတော့ပေါ့ဘာသာဟာဟိုဟဲဟိုဟိတနိုဟိတဒါကကျွန်တော်တို့စဂရင်းနီအမတ်တိစခါမှာအဖြစ်ပြည့်တယ်အမြဲတမ်းကြုတ်တွေ့နေရတဲ့နေရာနေပြီးမှနိုင်ငံခြားကိုကူးမဲ့အချိန်မှာကျွန်တော်ဂရင်းနီတော့ခတဲ့စခါကိုမဘိုင်ဆိုတော့ထွက်တော့ခဲ့တာวันนี้ပေါတင်းနေခင်မီတူဒီပျော်ရွှင်စရာအမနေတဲ့အချိန်မှာနော်ပျော်ရွှင်စရာပဲကိုတိုက်ကိုပြင်းနေနေတဲ့ကလာဘောနော်ဒီမဲ့နေကူတော်ရမယ်ဆိုဒီရဲကဒီ3လပိုင်း9ရက်နေ့2010ဘောနော်ထွက်လာခဲ့တဲ့အဲ့ရက်ထွက်လာပြီးတော့ဒီအမေရိကရောက်လာတဲ့အချိန်မှာပျော်စရာလဲတွေ့ရတယ်မြို့တွေတိုက်တွေကားတွေနဲ့စစ်ပြေးနေကြတယ်ဆိုတော့ပျော်စရာပဲဒါပေမဲ့ဝမ်းနည်းစရာတခုလည်းရှိသေးတယ်ဒီတွားမတတ်အနေမတိုက်ထားမတိုက်တဲ့အတွားမတတ်အလာမတတ်အနေအထိုင်မတတ်တဲ့ပုံကူဒီလာပြီးရောက်တော့
ဝါဒီတွားနေတဲ့လင်းငါစီရတွေ့တယ်အဲ့ဒါကလေးလေးရဲ့ကြောက်တော်မြကဒီနိုင်ငံမှာသူရေးဘယ်လောက်ကောင်းလဲကလေးတွေ့အဲ့ဒီကလေးကဘုရားပဲသူရေးကားတွိုင်းကြောက်တွိုင်းလက်ကာဝါရောဒီအစ်စစ်စိတ်နဲ့အထီးဒါတူတယ်ကြောက်တူကိုတယ်ကြောက်တူတူတယ်ဒီကိုတယ်အဲ့တော့ဒီကလေးခွေရတော့ရာကောင်းပြီမဲ့လဲမိဘမှာလည်းမူတည်တယ်မိဘမှာလည်းထိတ်တိုက်ရမယ်မထိတ်တိုက်လဲပြစ်တာပဲလာပေးလူလဲရောက်နိုင်တာပဲနောက်ပြီးတော့မိဘကိုဒုက္ခပြပေးတယ်နဲ့ကလေးလည်းရှိတာပဲအဲ့ဒါမိဘမှာထိတ်မှမူတည်တယ် free နဲ့ထားလို့ရှိတော့ free နဲ့တွားတာပေါ့အဲ့တော့ဒီကလေးဒီကောင်းမယ်ဆိုပြီးလူလိုက်ညပြရမလဲကြောက်ပုံမှာစောက်ပြီးတော့ကြောက်ပို့ရမယ်တယောက်ကလောက်ရမယ်တယောက်ကကလေးထိရမယ်အလုံးတစ်ခုပဲလုံနေကြမယ်ဆိုကလေးကဒီလို free ထားရင် freedom နဲ့တွားတာပေါ့ပြတ်သွားတာပေါ့အဲ့လိုပဲအဲ့တော့ဒီနံပါတ်1ကလေးခွေးနံပါတ်2မိန်းကလေးနံပါတ်3တရိစာတော့ယောက်ျားတဲ့ခွေးမရှိဘူးဒါပေမဲ့ငါတော့ကိုနေတာဖို့လဲလိုတယ်အဲ့မှာလာပေးလူတယောက်ကကြည့်လိုက်မြန်မာနိုင်ငံလာတဲ့လိုက်တဲ့တူပဲမြန်မာနိုင်ငံထဲလူပဲပုဂ္ဂိုလ်ပဲသူ့ဘာသာသူစကားတော့မှတိတ်တော့နားမလဲတော့ဘာမှပြောရလဲတလုံးတလီကီပြောလဲတလုံးတလီအင်္ဂလိပ်ပြောတော့လဲတလုံးတလီအဲ့လိုဖြစ်သွားတာဆိုတော့ကျွန်တော်လည်းသူ့ကြည့်လို့စိတ်မကောင်းဖြစ်တယ်အဲ့ဒါဟေးဘာမစကားတလားဘာမစကားတလားဟဲ့တယ်ဘယ်ရောက်တပါဘာမစကားတလားတားတယ်ဘယ်မနေလဲဘယ်မနေလဲဟမ်ဘယ်မနေလဲလို့ဘယ်မနေလဲလို့ဘယ်မနေလဲမိုးစားရှိလားမိုးစားရှိလားမိုးစားဘူးမစားဘူးလားတော့ဝယ်ပေးမလဲနာအောင်လဲnào lớp mía ở mình với lia nào mình với lia sao phải một từ thâu lị phải từ thâu rồi với nó tay lên rồi đây là nó mất tuổi bây giờ lùi đấy bây giờ ta pelo mía bu bây giờ pelo chi bây lấy tuổi lấy bây lấy chúng nó về gì rồi nhưng mà ấy thì cái lấy theo di Mauli kita sepo Singapura jika leo Singapura pulau mau sorry li web lagi hah lagi ni ya sama mau sali sao là đấy đi là tao à là tao bảo đi mì đi ok dạ lên phi nè đi đấy chị à hả bây giờ bây giờ mẹ mua gặp sao tụi cháu ra vì là tao luôn bây giờ đâu mà thà cái bên này đấy mà thà là tao vì đi này mà đi lúc xí có cuộc cái phụ nữ đủ để trao ra đấy đi này mà xây sẽ đáp chơi ba mà lâu mình ta đâu có sự đó ta cái đó em trong lũ xí là xí cha bà em lũ la bên lũ đi giao ra bây giờ tụi nó bé tụi nó khai lũ trong phiếu cha bà nè tụi nó sáng bữa tôi nó xả biết cha bà phiếu cha bà nè